တော်နဲ့2569ခုနှစ်ကောဇာတက္ကရာ1389ခုနှစ်ဥဒုခိမာနຫນွေဥဒုຫນွေကာလနောက်တစ်ခုလပြည်ကျော်12ရက်2026ခုနှစ်4လပိုင်းဧပြီလ13ရက်တနင်္လာနေ့ညတွင်ရန်ကုန်တိုင်းဒေသကြီးမယန်းကုန်းခရိုင်မယန်းကုန်းမြို့နယ်အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာနာပြုတက္ကသိုလ်ဖွင့်တဲ့သဘင်ခမ်းမကြီးမှာဆင်ရင်ကျင်းပတဲ့တကြံကာလနှစ်တကူတရားဓမ္မသဘင်ယနေ့ညတရားပွဲဓမ္မဒါနအလူရှင်တွေကဥဇော်ဝင်းရှိန်တော်ရွှေရင်းမှာသမိဂေတရီဟန္တာကျူတီတာမောင်ပုံညဟန္တာသမိမဗရဏီဟန္တာအေယဟန္တာမိသားစုတို့ကကုသိုလ်ကောင်းမှုပြုဓမ္မဒါနတရားအလှပေးလူအမတဒါနအမြိုင်နိဗ္ဗာန်ပေးလူပူဇော်ပွဲကြီး၌ခေါ်ကြအပ်သောပိဋကသုံးပုံတို့တွင်သုတ်တန္တပိဋကနိကေ9ရပ်တို့တွင်အင်္ဂုတ္တရနိကေနဝကနိပါဒပါဠိတော်အထာကထာမှလာတဲ့ဗလသုတ်တန်တရားတော်တဲ့မြန်မာလိုအမိပေးရင်တော့ကြောက်ချင်လို့ကြောက်တာပါတဲ့ဗန်တရားတော်တဲ့မနေညာကတော့ဒါနနဲ့ပတ်သက်လို့လူချင်လို့လူတာပါလို့ပြောခဲ့တယ်ခဏလောကမှာပုထုဇဉ်တွေတဘာဝဖြစ်တတ်တာကိုကြောက်ချင်လို့ကြောက်တာပါလို့အမိပေးပြီးဟောကြားနာကြရအောင်ဒီတရားတော်မြတ်ကြီးကဘုန်းတော်ကြီးမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားအလွန်တန်ဖိုးကြီးတယ်အလွန်အကျိုးကြီးတယ်အလွန်ကျေးဇူးများတယ်ဒါကြောင့်ဒီလောက်တန်ဖိုးကြီးအကျိုးကြီးကျေးဇူးများတဲ့တရားတော်တွေကိုသံဃာတော်မြတ်အပေါင်းအရှင်ကောင်းတွေကမပြောင်းမပြတ်အောင်ရွတ်ဆောင်တော်မူခဲ့ဒါကြောင့်တရားတော်ကိုမဟောသိမီမနာသိမီမှာတရားပိုင်ရှင်အစစ်ဖြစ်တော်မူသောအစိမ့်နေရသုံးလောကထောထသဗ္ဗညုဘုရားရှင်ကြီးနဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးနဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့တရားတော်ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့သားတော်သံဃာတော်တွေကိုပါဂုဏ်တော်ပုံတော်တွေအာယုံပြုပြီးတော့ရှေးဥစွာတန်ရှစ်ချက်ဂါထာနဲ့လက်အုပ်ချီမိုးရှစ်ခိုးလိုက်ကြပါအောင်ဆိုတန္တရာစကဝိဒံတံတံသုဒ္ဓမတ္တဩရတံတံစိဏကံဘဝေအာတံတံခံအပိတုမာနတံတံတရာစကဝိဒံတံအမမတိတမေမိဃကတိကောဒုက္ခရောက်ဖို့ကမောကမလဲ့လေရသည်ဘဝဖန်ကတန္တရာဆက်ကြီးကိုဖြစ်စည်းပေတတ်ဘုရားယရဏတော်မြတ်ကြီးကို၎င်းတန်တုံတန်ယုတ်မှညဉ့်ညံပြည့်မတမ်းမဲသစ္ဆံစင်ကျဲတွဲတွဲပိဋကပရိယပရိပတ်ပတိဝေရအဒီဟုသောတရားတော်မြတ်ကြီးကို၎င်းအတထုတရားသခင်ဘုရားရှင်ဤဩရတံတရားရှင်နှင့်သာစင်စစ်လည်းဖြစ်တော်မူပါ၏ထတော်ဘဝေဖြစ်လျင်ပြည့်မြဲမလွဲတန်ထွာတန္တရာထောင်အတွင်းတော်ကျင်း၌အတတမေခင်မင်လိုခြင်းတွေ့တာတဏသဘောအာသာကြောကိုတန်စိန်ကံစို့အတင်းဖြင့်အလျင်ပြတ်စီဖြတ်တောက်လေဖြတ်တောက်တော်မူနိုင်ပါ၏ထတော်သူမာနတံတွင်ပါညစ်ကြီးအပြည့်ဝေးသဖြင့်အေးမြကြည်လင်ကောင်းမြတ်သောစိတ်နှလုံးအစဉ်လည်းရှိတော်မူပါ၏ထတော်တန်ခံအပိရှိပါအရိယာမြတ်တန်ခါနှင့်အရိယာနွယ်လောင်သမုဒိတန်ဃာတော်မြတ်ပေါင်းကို၎င်းအဟံသူတော်သူမြတ်လူနဲ့နဲ့တို့ကြည်နပ်ရမြောတရားဟောမဲ့ဘုရားတပည့်တော်သည်မယံသူတော်သူမြတ်လူနဲ့နဲ့တို့ကြည်နပ်ရမြောတရားဟောတရားနာကြမဲ့ဘုရားတပည့်တော်တို့သည်ဝဏ္ဏဝနာမမင်္ဂလာစရဏလက်ဥဇ၌ကြည်စွာကိုရောပူဇော်မြတ်တို့လက်အုပ်မိုး၍ရှေခိုးကြောကြပါကုန်၏အရှင်ဖယားဣမိနာရတနတယပနာမေနာဤသို့ဖယားတရားတန်ခါယရဏမြတ်သုံးပါးတို့အားယောတိမြတ်တို့လက်ဆုံးမှု၍ရှေခိုးရသောကုသိုလ်ကံစေတနာကြောင့်မေမအောင်သေးခင်အောင်ကျွေးတင်၍အောင်မြင်ရမြောတရားဟောမဲ့ဘုရားတပည့်တော်အားနောအမကမအောင်သေးခင်အောင်ကျွေးတင်၍အောင်မြင်ရမြောတရားဟောတရားနာကြမဲ့ဘုရားတပည့်တော်တို့အား
ဇယမင်္ဂလံတွင်ပါဏတံယမံအပေါင်းအောင်ကြောင်းအောင်ရအောင်မင်္ဂလာသည်အထုဘဝတုမြေကြီးလက်ခံမလွဲလတ်သောဆက်ဆက်မတွေအမှန်ပင်ဖြစ်ပါစေတည်းအမတဒါနအမြိုက်နိဗ္ဗာန်အလူဓမ္မဒါနတရားအလူကြီးအလူပေးတဲ့ပွဲမှာတရားပိုင်ရှင်ဖြစ်တော်မူတဲ့ဘုရားရှင်ကိုရောမြတ်ကြီးနဲ့တရားတော်မြတ်တရားတော်တွေကိုမပြောင်းမပြတ်အောင်သယ်ဆောင်လာတဲ့တန်ဃာတော်အရှင်မြတ်တွေရဲ့ဂုဏ်ကျေးဇူးတွေကိုလက်အုပ်ချီးမွမ်းရှိခိုးလို့ပြီးအောင်စုမင်္ဂလာဆုတောင်းပြီးတရားတော်ကိုဟောကြားနာကြဆိုတော့ကြောက်ချင်လို့ကိုကြောက်တာပါတဲ့လူတွေမှာအကြောက်တရားရှိတယ်ပုထုဇဉ်တွေမှာအကြောက်တရားရှိတယ်တဲ့သဗ္ဗေတ္တတတန်တိပေါ့လေတတ္တဝါတွေကြောက်တတ်ကြတယ်ဒါပေမဲ့ဘုရားရှင်တော့မပါဘူးပိစိကဗုဒ္ဓအရှင်မြတ်တွေတော့မပါဘူးယဟန္တာအရှင်မြတ်တွေတော့မပါဘူးပေါ့ဒေါသကင်းကွာပြီးတော်မူတဲ့အနာဂတ်နေလည်းမပါဘူးတော့မရတော့အဖြစ်ကတော့ကြောက်တတ်ကြတယ်ပုထုဇဉ်တွေဆိုရင်ကြောက်တတ်တဲ့ထဲပါတယ်ဒါကြောင့်မို့ဗလာသုတ်တန်ဤသုတ်တန်တော်မြတ်ကြီးမှာဘုရားရှင်ကိုတော်မြတ်ကြီးကဘူ၄ပါးခေါ်တယ်ကြောက်เสีย၅မျိုးကိုခေါ်တယ်စတ္တာရိမာနီဘိက္ခဝေဗလာနီဘူ၄ပါးခေါ်တယ်အဲ့ဒီဘူ၄ပါးရှိရင်တော့ကြောက်เสียတွေမကြောက်တော့ဘူးတဲ့ပုထုဇဉ်ဖြစ်အောင်တော့ကြောက်เสียမကြောက်ဘူးဆင်းအာဇာနည်တွေမြင်းအာဇာနည်တွေကြောက်စိတ်မရှိသလိုပဲပုထုဇဉ်ထဲမှာအဲ့ဒီအာအစွမ်းတွေရှိရင်ကြောက်เสียရှိတာဒီမကြောက်တော့ဘူးသူများကြောက်ပြီးမယ်ကိုမကြောက်ဘူးပေါ့သူများကြောက်ပြီးမယ်ကိုမကြောက်ဘူးဒါမြင့်ကြောက်เสียတွေကိုဘုန်းတော်ကြီးမြတ်စွာဘုရားကဟောထားတာရှိတယ်အာဇီဝကဘယစာရေးတောက်ရေးအစင်မပြေမှာကြောက်တဲ့နံပါတ်1ကပါတယ်တော့ဒီလူတွေကြောက်လားမကြောက်ဘူးလားစားတော့စားနေရတာပဲမို့လားအာဇီဝကဗျာတဲ့ကြောက်တဲ့နောက်နံပါတ်2အတိလောကဗျာနာမည်ပြက်မှာကြောက်တဲ့နံပါတ်2ကပါတယ်နံပါတ်3ကတော့ပရိဒါယဝိတာရိစာမရှိဘူးမြန်မာလူနားလည်လွယ်အောင်ပြောရင်တော့လူတော်မတိုးမှကြောက်တဲ့ပထမကပါလေစာရေးတောက်ရေးအစင်မပြေမှကြောက်တယ်နံပါတ်2ကပါလေနာမည်ပြက်မှကြောက်တယ်တဲ့နံပါတ်3ကလူတော်မတိုးမှကြောက်တယ်တဲ့နံပါတ်4ကတော့မရဏဘယဘဝပြက်မှာကြောက်တယ်တဲ့ဘယ်နှမျိုးရှိလားဟုတ်သားခုနလေးမှာကောက်ကြက်လာစာရေးတောက်ရေးတွေခက်ခဲမှာကြောက်နေကြလေကုန်ဤနာမည်ပြက်မှာကြောက်နေကြလေကုန်ဤလူတော်မတိုးမှာကြောက်နေကြလေကုန်ဤဘဝပြက်မှာကြောက်နေကြလေကုန်ဤဒုက္ခတိဘယလို့ခေါ်တယ်နံပါတ်5ကြတော့နလန်မထူမှာကြောက်ကြလေကုန်ဤဘဝပြက်ချင်းပြက်စမ်းမှသည်နလန်ပြန်ထူမယ်ဆိုရင်တော့ကြောက်เสีย5မျိုးတဲ့ဒါကဒီပြိတ္တတွေနဲ့နားလည်အောင်လူလောကကအခြေအနေနဲ့ပြောတာဓမ္မသဘောပါပြောရင်နောက်ဆုံးဒုက္ခတိဘယတည်လွန်သွားရင်နောင်ဒုက္ခတိဘဝရောက်မှကြောက်ရတာကုသိုလ်ကောင်းမှုမပါဘဲနဲ့မရဏဘယတည်မှကြောက်ရတာအဲ့ဒီဘက်ကိုခေါ်ရင်တော့လေအဲ့ဒီဘက်ခေါ်ရမှာပေါ့လေဒီမှာကတော့လူပြည်ဌာနလူလောကလူအတိုင်းဝိုင်းလူတွေဖြစ်နေကြတဲ့အခြေအနေနဲ့ပတ်သက်ပြီးပြောရင်တော့ဒီ5မျိုးပါပဲမျက်မှောက်မှာလည်းဒီ5မျိုးကြုံတတ်ရတယ်တမလွန်မှာလည်းဒီ5မျိုးကြုံတတ်ရတယ်အဲ့ဒါတွေကိုပဲကြောက်နေကြရတာဟာဘိုးချုပ်
မိုးလင်းကမိုးချုပ်ကိုပဲနှလုံးသွင်းကြည့်ပေါ့လေဒီငါးမျိုးကိုတစ်ခုတည်းစဉ်းစားကြည့်ကိုကြောက်လားမကြောက်ဘူးလားဒါလေးပဲစဉ်းစားကြည့်ခက်တော့လည်းခက်သားပဲတချို့ကလူတယောက်ထမင်းတစ်နက်စားရဖို့ခက်နေတဲ့အချိန်မှာဟင်းတပွဲကို3 သိန်းနဲ့ဟင်းတပွဲကို2 သိန်းနဲ့တစပွဲဆိုလို့ရှိရင်50 သိန်းကိုတော့စားနိုင်တဲ့လူတွေမရှိဘူးလားဘာကွာတာတော့လွယ်ဖြေလိုက်ရင်တော့ကန့်ကွာတယ်လို့ပြောကြမှာပေါ့သူတို့ကြတော့စာရေးတောက်ရေးပူစရာမလိုတော့ဘူးဟေးသူတို့ကြတော့စာရေးတောက်ရေးပူစရာမလိုတော့ဘူးဟေးကိုကြတော့စာရေးတောက်ရေးပူလိုက်ရတာကြောက်ရတာပေါ့လေမနက်ကတော့ယဟန်ကရှိပြပွဲလေးမှာဒီတရားလေး15 မိနစ်လောက်ဟောခဲ့သေးတယ်စာရေးတောက်ရေးမပူမပင်ရတဲ့ဘဝဆိုဘယ်တော့ကောင်းနိုင်မလဲဟုတ်လားစာရေးတောက်ရေးပူပင်နေရတဲ့လူတွေမရှိဘူးလားရှိတာပူပင်ရတာရဲ့မပူပင်ရတာရဲ့ဘယ်ဟာကြိုင်ယနေ့ကစပြီးတော့စာရေးတောက်ရေးမပူပင်ရတဲ့သူတွေဖြစ်ကြပါစေကုန်သတည်းအဲ့လိုသာဆိုငါလည်းဆုပေးပြီးတော့ငါလည်းဆုပြန်တောင်းပြီးတော့စာရေးတောက်ရေးပူစရာမဖြစ်တဲ့လူဖြစ်ရပါလို့ဤတဲ့စိတ်ထဲပေါ်လာတာတခုရှိတယ်မနေ့ကတရားပွဲကြတော့မုံဟင်းငါပြောတာလေမနေ့ကတရားပွဲကြတော့မုံဟင်းငါပြောတာအခုစာရေးတောက်ရေးပူစရာမရှိကြပါစေကုန်တည်းလို့ပြောတော့မှကိုကဘာတော့တတိယတုံးဆိုတော့ပန်းသီစားဘူးလားပန်းသီစားဘူးလားဟဲ့တလုံးဘလောက်ပန်းသီတလုံးဘလောက်ရှိတော့ဟဲ့ရွှေရင်မဟမ်9,000ဘယ်နှလုံးကိုတော့ဟဲ့ပြီးပါလေရောကဲဟာအဲ့ဒါဆိုမနေ့တိုင်းငါပန်းသီးပါတယ်ကပ္ပိယမောင်ငိမ့်ကတဝက်ချမ်းပြီးအဲ့ဒါလိပြီးလို့ငါတဝက်လုံးစားပြစ်တာအဲ့ဆိုငါတမနေ့ကိုပန်းသီးတယ်မယ်2500ဘူးပေါ့မိုးလင်းအိယာထဖျားဝတ်တဲ့အိုးကုသိုလ်ကမှုပြုအမြဝေပြီးဆုံးစားလာပေးလို့ရှိရင်ကြွသွားစားပန်းသီးဟေ2500လားတချမ်းလားတော့ရနှမျောတာကိုလို့စားလဲတပြားမှမရှိပဲနဲ့မနဲ့ပန်းသီးလေးအချိုဝဲပန်းသီးကိုငါကုန်းစားမိတာကိုလို့စားမှတပြားမှမေတ္တာချက်မရှိပဲနဲ့မဖြစ်ဘူးဘာတော့တတိယတုံးဟေးတို့သာသနာ့ဘောင်မရောက်ခင်တုန်းကတော့အလုတ်မျိုးစုံတမန်အာဇီဝမိဘကိုလှုပ်ကြွေးခဲ့တာညီကိုမောင်နှမတွေကိုရှားဖွေကြွေးခဲ့တာအိန္ဒိယဘက်ကိုငချောက်သွားရောင်းတာအကိုင်းအိန္ဒိယကိုတမူးကနေဟိုဘက်မိုးရီကနေအိန္ဒိယကိုညနေမန်းလေးရန်ကုန်ရထားနဲ့ဆင်းလာမနဲ့ရောက်အမကဆေးရုံကြီးမှာရှိခဏအမနတ်စမကြီးကဘလူးစတက်ကသူ့အဲ့ဒီမှာရှိခဏနာပြီးကြငချောက်သွားဝဲပြီးတော့ငချောက်ကိုကားနဲ့တင်ပေးလိုက်တာဟေးငချောက်လိတ်တွေကိုမုံရတင်ပေးလိုက်တာဟောညနေရထားနဲ့ပြန်သွားရောနေချင်းပြန်လာတဲ့ခေါ်တာပေါ့လူတွေများတတ်တော်ရီကန်နေအန်းစရာကောင်းတာဟဲ့ရွှေရင်မငါ6လာဝဲတာဘုရုစီလာဝဲတာအောင်မေတော့မျိုးသိမ့်ပွဲရောမျိုးသိမ့်အမေတွေငါနဲ့တအားခင်တာကဲအဲ့စရာကောင်းတာတို့ပဲအဲ့လိုဘာရှိမ17အရွယ်တုန်းကအိန္ဒိယကိုငချောက်ရောင်းဝယ်လောက်တာရန်ကုန်မှာဝယ်တာဘသူဝယ်တာလဲဆိုမျိုးသိမ့်ပွဲရောအမျိုးတွေဘက်ကမျိုးသိမ့်ပွဲရောမှာဝယ်ပြီးတော့ညနေပို့လိုက်တာအဲ့တော့ဘသူပွဲရောမှလို့မနေ့ကတရားဟောဓမ္မဒါနလူတဲ့အဲ့ဒီမျိုးသိမ့်ကြီးခိုင်တို့ပွဲရောအမျိုးသိမ့်တာမသိတာမျိုးသိမ့်အမေနဲ့တို့နဲ့ရင်းနှီးတယ်ကဲ
ကနေမျိုးနော်အဲ့စရာကောင်းတာနော်အဲ့ဒါကပြောချင်တာပြောရင်ဟေးအဲ့ဒီတုန်းကတို့တုန်းကဟေးပန်းသီးတစ်လုံးတမတ်25ပြားနောက်ကြတော့9မူပန်းသီးစားချင်တာပေါ့ကွယ်ပန်းသီးဆိုတာတို့ငယ်တုန်းကတော့ရှားမရှားလူမမာကြမစားရတာတဲ့အိန္ဒိယအဲ့ဒီအယောင်းဝယ်သွားတော့ရောင်းဝယ်အဆင်ပြေသွားတယ်ရှောက်မပြောနဲ့အဲ့တော့ငါ6ရောင်းတာမဟုတ်ဘူးရွှေရောင်းတာငါ6လိတ်သေးကိုရွှေတွေထည့်ပြီးတော့ရွှေချောင်းတွေထည့်ဒါတော့ဘိုက်ဖန်ခံရလိမ့်မယ်နောက်ဟိုဘက်ကဘာတွေပြန်တင်အောင်ဆိုတော့ခြီဒုတ်တို့လုံကြီးတို့ပန်းသီးတို့ဟေးတင်တာဟေးပန်းသီးတစ်တာလိုက်တင်ပြီးတော့မန်းလေးရောင်းတာတနေ့ကျတော့ဘယ်ရမှာတော့ပန်းသီးတစ်တာယူပြီးတော့လေမေတော်ကြီးအမေပေါ့လေအဲ့ဒီတုန်းကတော့အမေရော့စားပြာဆိုပြီးအမေကိုပန်းသီးတစ်တာပေးတာပန်းသီးဘယ်လောက်ပေးတာတစ်တာပေးတာအမေကလည်းသူစားရုံနဲ့မကဘူးအကိုတွေအမတွေအဖိုးတွေအဖွားတွေဆရာတော်တန်ဃာတော်တွေအကုန်လိုက်လူတာဟေးပန်းသီးတစ်တာကိုင်ရှာမရှာဟာခဏိမနဲ့နေ့တိုင်းပန်းသီးပါတယ်ဟေးနေစွန်းလည်းပါတယ်အာယုစွန်းလည်းပါတယ်စောစောကပြောလိုက်တယ်တို့လှုပ်စာမရှိဘဲနဲ့နေ့တိုင်းဘာစားနေရတာအမှန်ကလှုပ်စာမရှိဘူးလားမေရိုကြီးကိုစိတ်ချမ်းသာအောင်လို့ပန်းသီးတစ်တာကြိုက်တာလှုပ်စားပြစ်စားဆိုပွေးကြိုက်တာလှုပ်စားဟောငိမ့်ကုန်ညာအမေကိုအဲ့လိုမျိုးပန်းသီးတစ်တာစားကြတယ်လို့စားဆိုပြီးပေးဘူးလားနေ့တိုင်းပန်းသီးစားလားဖဲစားမှတော့လှုပ်စားမှမရှိတာတို့ကတို့လှုပ်စားနဲ့တို့လာတာစတ္တရိမာနီဘိက္ခဝေဗလာနီလှုပ်စာ4မျိုးရှိပါသည်စွမ်းအား4မျိုးရှိပါသည်လူတိုင်းကိုလှုပ်စာနဲ့ကိုစားရတဲ့အခါကျတော့စားဝတ်နေမပူရဘူးဟေစားဝတ်နေပူနေရတဲ့သူဟာကိုလှုပ်စာမရှိလို့ခဏမနေရနဲ့မတူခဏငြိမ်နေတာဘာလို့စဉ်းစားနေကြတာစာရေးတော့ရေပူလားကိုလှုပ်စာမရှိပူရတယ်ကိုလှုပ်စာရှိရင်မပူရဘူးတဲ့တို့မနေ့ကမုတ်ဟင်းကဝယ်စားတယ်ဆိုတဲ့နေရာမှာမုတ်ဟင်းကရောင်းတဲ့အိမ်အတွက်လူခဲ့တဲ့အတွက်ကြောင့်နေ့တိုင်းမုတ်ဟင်းကစားရတယ်ဟိုကနေ့တော့မုတ်ဟင်းကမပါဘူးမုံလီလက်တော့ပါလားဩတရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့ကိုယ်စေတနာကိုယ်ကံဟာကိုယ်လှုပ်စာကိုလှုပ်စာရှိတဲ့ပုဂ္ဂိုလ်ဟာစားရတော့ရပူစရာမလိုဘူးတဲ့အဲ့ဒီကိုလှုပ်စာဘာနဲ့လှုပ်ရတာလဲဆိုရင်ပညာဗလံပညာဆိုတဲ့လှုပ်စာဝရိယဗလံဝရိယဆိုတဲ့လှုပ်စာအနာဝိဇ္ဇဗလံအပြည့်ကင်းနေဆိုတဲ့လှုပ်စာသင်္ကဟဗလံချီးမြှောက်ထောက်ပံ့ပေးတယ်ဆိုတဲ့လှုပ်စာ၄မျိုးဒီ၄မျိုးဟောခြင်းလို့နံပါတ်1ပညာရှိရတယ်ဉာဏ်နံပါတ်2ကဝိရိယရှိရတယ်နံပါတ်3ကအပြည့်ကင်းရတယ်အနာဝိဇ္ဇခေါ်တာပေါ့လေပါဠိလိုဆိုတော့မြန်မာလိုဆိုအပြည့်ကင်းတာပေါ့အနာဝိဇ္ဇဗလံအပြည့်ကင်းတဲ့အားရှိရတယ်သင်္ဃဟဗလံချီးမြှောက်တဲ့အားရှိရတယ်အဲ့ဒါကိုမြန်မာလိုပြောရင်ပညာဗလံမဖြေးရဘူးဝရိယဗလံမပြင်းရဘူးအနာဝိဇ္ဇဗလံအပြည့်ကင်းရတယ်သင်္ဃဟဗလံချီးမြှောက်ရတယ်တဲ့တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့ဒီ၄မျိုးလေးကိုနှလုံးသွင်းစေခြင်းနဲ့ဘာလို့များမိမိတို့စားရတောက်ရကြောက်နေရတာလဲလို့မေးရင်ပြင်းတဲ့သူတွေကြောက်နေရသည်ဖြင်းတဲ့သူတွေကြောက်နေရသည်မဟုတ်တာတွေလှုပ်ထားတဲ့သူတွေကြောက်နေရသည်သူများကိုမထောက်ပံ့မပေးကမ်းမချီးမြှောက်ချင်တဲ့သူတွေကြောက်နေရသည်ကြောက်ချင်လို့ကိုကြောက်နေတာပါကွယ်မကြောက်ချင်လွယ်တယ်ပါလေမပြင်းနဲ့မဖြင်းနဲ့
ပညာဗလာရစာရင်တော့မဖြစ်နဲ့ပေါ့အိုးလောကတဘောပြောရင်စီဝါဖြစ်တဲ့သူများစားရတောက်ရပူစရာမလိုဘူးကြောက်စရာမလိုဘူးတဲ့ဘာလို့စားရတောက်ရကြောက်စရာမလိုပူစရာမလိုတာလဲဆိုရင်သူကမပြင်းလို့သူကမပြင်းလို့ပညာဗလာပညာဉာဏ်စွမ်းရှိရသည်မပြင်းတဲ့တတ္တိရှိရသည်သင်္ဇမှာပညာတွေသင်စရာတွေအများကြီးပါပဲသင်္ဇမှာအသိပညာတွေသင်္ဇမှာအတတ်ပညာတွေမဖြစ်ဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်စာရေးတောက်ရေးပူစရာမလိုဘူးတကယ်တမ်းကြတော့ဟေးစာရေးတောက်ရေးပူပင်းနေရတဲ့သူတွေဘာမရှိလို့ဟမ်ဒီပါဟုတ်ပါအဲ့လိုလုပ်ပါညံမရှိလို့လုပ်ပါဟုတ်တယ်မနေ့ကတရားဘောကွဒါလေးလုတ်ပြတာဘာမရှိလို့ဆိုအုံနောက်မရှိလို့လေလူတိုင်းအုံနောက်မရှိဘူးလားအေးအုံနောက်တော့လူတိုင်းပါကြတာပေါ့ခေါင်းပုတ်ပြတာတော်သေးတာပေါ့ခေါင်းမရှိလို့လေခေါင်းကြီးကိုရှိမှထားပြီးခေါင်းမရှိလို့ပြောလို့ရမလားပညာရှိသမ်းမှာတဲ့ပညာရှိတယ်ဆိုတဲ့အတိတ်ပဲကိုဘုရားရှင်ကိုတော်မြတ်ကြီးကဟောတာကောင်းတယ်ဟောတာမကောင်းဘူးသိတာပညာလေဒါကြီးမကျင့်သိဘူးဒါကြီးကျင့်သိတယ်အဲ့ဒါပညာလေဒါကြီးကိုရအောင်လုပ်ရမယ်ဒါကြီးကိုရှောင်ရမယ်အဲ့ဒါသိတာပညာလေဘာကောင်းဖို့အရေးကြီးတာမနေ့ကပြောသေးတယ်အတွေးခေါ်ကောင်းဖို့အရေးကြီးတာတကယ်မဟုတ်ဘူးလားဆိုတော့ဟုတ်တယ်အဲ့ဒီအတွေးခေါ်ကောင်းတယ်ဆိုမှ तू ပြောမှပဲတရားခေါ်ရင်နဲ့တို့ငယ်တုန်းကတကြီးအကြောင်းတော့တတိရတယ်တို့ငယ်တုန်းကတော့တကြီးလေရှိတယ်လေဟိုးတုန်းကရလကဥက္ကဋ္ဌနောက်ကြတော့ဘာညာဥက္ကဋ္ဌလေအေးဟိုရှိတုန်းကတော့တကြီးလေအမလီတကြီးသမီးရှိတယ်တကြီးမှာစီးပွားရေးကြီးပွားရေးလူမှုရေးအကုန်လုံးကပြည့်စုံနေတာသမီးလေးကလည်းကိုးနောင်ကိုင်းလေးကိုင်းအချိုးအစားကျနာတဲ့ကလေးဆိုတော့တကြီးကလည်းသူသမီးနဲ့ပတ်သက်ပြီးတော့တားရှာတာပေါ့ကွယ်အင်ဂျီ1000ရှိတဲ့ရွာကြီးမှာရွှေလည်းမလိုဘူးငွေလည်းမလိုဘူးဘာမှမလိုဘူးတဲ့ဘာပဲလိုတယ်သူရှာမဲ့သမက်ကဘာကောင်းဖို့အရေးကြီးဟမ်ကောင်းတာအုံနောက်လားအဲ့ဒါလေးရွာစောင့်ရှောက်တယ်လို့ဘာလို့နဲ့အမလီတရွာလုံးအင်ဂျီ1000လက်ပတ်တာဟေးနောက်ကသူတစ်ဘက်ကနှလုံးပြူတနက်ကြီးနဲ့တကြီးတွေ့ဘူးပါမဟေးရုပ်ရှင်ကားတွေတဲ့ဆိုရင်လိုက်ကြည့်တာတိတ်တိတ်ဆင်းလိုက်ကြည့်တာသူကလုံချုံရေးလိုက်ကြည့်တာမဟုတ်ပါဘူးသမက်ရှာတခါလာလဲအဲ့ဒီကောင်တွေ့တယ်ဝရန္တာထိတ်မှာအင်းရှိဝရန္တာထိတ်မှာအိုးကလထိုင်နဲ့ထိုင်ပြီးတော့မေးလိပေါ့နောင်နေသွားလဲတွေ့နေတယ်နောက်နေသွားလဲတွေ့နေတယ်သမီးကလည်းအရွယ်ရောက်တော့အဲ့ဒီကောင်နဲ့ပြောဆိုပြီးပေးစားပြလိုက်တယ်ကဲမင်္ဂလာဆောင်ပြီးတော့အိမ်ရောက်တော့ဒီလိုပဲအိမ်မှာလည်းပဲသူ့တကြီးအိမ်ရောက်တော့ဒီတကြီးသမက်ကမေးလိပို့ပြီးပါလို့တာစဉ်းစားနေတာစီးပွားရေးကြီးပွားရေးလူမှုရေးအတွက်စဉ်းစားတတ်ဖို့မလိုလားလို့လားအေးအဲ့ဒါသူအရွေးထားတာသိချာခေါင်းကောင်းတဲ့လူပေါ့ကွယ်စောတော့ပြောတော့အုံနောက်ကောင်းတဲ့လူပေါ့နောက်ကြတော့တာဖတ်နှစ်ယောက်စကားပြောတာအေးတမက်မလို့စမ်းကွာမင်းကသားရင်းနေစင်းနေစမ်းမမင်းအဲ့ဒီစဉ်းစားတာဒီမင်းတော်တော့ငါပြောတော့လက်တွေ့လှုပ်စမ်းမှာရွှေလည်းရှိတယ်ငွေလည်းရှိတယ်လူအင်အားငွေအင်အားအကုန်ရှိတယ်မင်းဘာဒီစဉ်းစားနေတာလဲပြောစမ်းအဖေတို့လူမျိုးတွေ့ရမယ်တမက်ကလည်းအဖေတဲ့အဖေတို့လူမျိုးတွေ့ရင်တော့ကျွန်တော်ကပြောချင်တယ်မေးချင်တယ်အဖေအေးမင်းဘာဒီစဉ်းစားတော့ပြောစမ်းငါသိတာဆိုဖြေမယ်မင်းဘာဒီအတွေးကောင်းပြီးစဉ်းစားနေတာဆိုကျွန်တော်မေးလေးပုတ်ပြီးစဉ်းစားနေတာအဖေတွေးတယ်မလားအေးတွေးတာပေါ့တယ်အဲ့ဒါစဉ်းစားတာအဖြေရှာတာပြောစမ်းကွာမင်းအဖြေမထွက်ရင်ငါဖြေပေးမယ်ပြောဟုတ်တယ်အဖေဒီမုတ်စိတ်မွေးဟာသူဟာသူပေါက်တာလားစပင်ရဲ့အမြစ်လားပေါ့ကဲကြည့်ပါဦးကိုင်မုတ်စိတ်မွေးဟာသူဟာသူပေါက်လာတာလားစပင်ရဲ့အမြစ်လားတယ်ပညာဉာဏ်ကိုပြောတာဟေးမုတ်စိတ်မွေးစဉ်းစားခိုင်းတာမဟုတ်ဘူး
မကရောတကြီးကိုင်းသမီးပေးပြီးမှကိုင်းမုတ်စိမ်ဝင်တဲ့တော်ဒုက္ခကိုရောက်ရောအိုတရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့ဒါကကောင်းတယ်ဒါကမကောင်းဘူးစလို့ပြောရင်ဒါကကုသိုလ်ဒါကအကုသိုလ်ဒါကတရားတွေဒါကမတရားဘူးဒါကသင့်တယ်ဒါကမသင့်ဘူးဒါကလှုပ်သင့်တယ်ဒါကမလှုပ်သင့်ဘူးလို့ခွဲခြားသိတာဒီပါလေပညာအဲ့ဒီပညာမရှိသမျှဖြင်းနေကြတယ်ဟေးဖြင်းနေတဲ့သူတွေဟာဖြင်းနေတဲ့သူတွေဟာစာရေးတောက်ရေးလဲခက်ကြောကွယ်စာရေးတောက်ရေးခက်တယ်ဆိုကြတဲ့ကစာရဖို့အရေးကြီးတယ်ဝတ်ရဖို့အရေးကြီးတယ်နေရဖို့အရေးကြီးတယ်စာရေးတောက်ရေးအရေးကြီးတယ်ဆိုပြီးလှုပ်ချင်တာတွေလှုပ်ကုန်ရောဟေးအဲ့ကြတော့နာမည်ပြည့်ရောပေါ့ဟုတ်လားနာမည်ပြည့်ရောတဲ့နာမည်ပြည့်တော့လူတော့မတိုးဘူးလူတော့မတိုးတာကြောက်တော့နာမည်ပြည့်တာကိုမပြည့်အောင်ဟေးဖုံဖီကွယ်ပြီးမဟုတ်တာတွေလှုပ်ကြဒါပေမဲ့လူတော့ကမတိုးတော့ဘူးလူတော့ကမတိုးတဲ့အတွက်ကြောင့်ပြိဿကလက်မခံတော့သူ့ဘဝပြည့်ရောသူ့ဘဝပြည့်တော့နလန်ပြန်ထူဖို့မလွယ်တော့ဘူးတဲ့အဲ့ဒါဘသူကြောင့်ဖြစ်သွားတာလဲဆိုရင်အသိဉာဏ်ပညာမရှိလို့ဖြင်းလို့ပေါ့ကွယ်မကောင်းတဲ့စကားလုံးဘက်ကပြောရင်ဖြင်းလို့ဘာလို့များစာသင်နေကြတာလဲဘာလို့များဘဟုတုတ္တတွေရှာနေကြတာလဲမဖြင်းဘူးတနည်းပြောရင်ကြောက်စရာ၅မျိုးကိုမကြောက်တော့အောင်လို့စာတင်ရတာဒီစာတင်ရတာဆိုတော့ဒီလူတွေမမေးခဲ့ဘူးနဲ့တူပါတယ်စာတွေဘာတွေရောသင်ဘူးလားဘုဒ္ဓတန်း2တန်း3တန်း10တန်းပြောတာစာတွေဘာတွေသင်ဘူးလားချက်ဘူးလားအေးဟုတ်ပြီဒီတို့နဲ့တူလားမတူလားမေးကြည့်ချင်တာဟိစာသင်မှုတဲ့နော်ဘုသူ့ဖို့သင်တာတော့စာဘုသူ့ဖို့သင်တာတော့တို့ကညီကိုမောင်နှမ10ယောက်ရှိတယ်တို့ကနံပါတ်1နံပါတ်2ညီကတော့ပြောတယ်ဟိသူ4တန်း5တန်း6တန်းပြောတယ်ဟိဘာလို့စာသင်တာလုံးဆိုအမေသင်ခိုင်းလို့ဘာလို့သင်တာဒီလူတွေကဘသူ့ဖို့သင်တာဟမ်စာသင်ခဲ့တယ်မို့လားဘသူ့ဖို့သင်တာတော့ကိုဖို့သင်တာကောင်းတယ်တို့များစာသင်ခဲ့ပါဒီစာသင်ခဲ့ပါဒီဟိုးဝါလုံးစရေးကြတဲ့စာသင်ဒီတန်း2တန်းသင်လာခဲ့ဒီအင်ဂျင်နီယာတွေသင်လာခဲ့ဒီဒီဆောက်ကြီးဆောက်နေတာသားတွေသမီးတွေအင်ဂျင်နီယာတွေအများကြီးတို့ဆရာပြန်လုပ်ပြီးသင်ပေးနေတယ်ဟိတို့စာသင်ခဲ့တာဒီအဖေအမေသင်ခိုင်းလို့သင်တာလည်းမဟုတ်ဘူးကိုဖို့သင်တာလည်းကိုဖို့သင်တာတော့ဟုတ်တယ်အဲ့ဒါအဓိကမဟုတ်နောင်လာနောက်သားမျိုးဆက်သစ်တွေကိုသင်ပေးခြင်းလို့တို့စာသင်တာကိုအတွက်လည်းဟုတ်တယ်သူများကိုလည်းဗာဖြစ်ချင်တာလေပြန်သင်ပေးခြင်းတာအဲ့ဒီစိတ်ဓာတ်နဲ့စာသင်ခဲ့တဲ့အတွက်ကြောင့်မှတ်သားပြောရင်တခါမှစာမွေးမကြအောင်မှတ်သားပြောရင်တခါမှစာမကျက်ဘူးစာဖတ်လိုက်တာနဲ့ကိုရတယ်စာဖတ်လိုက်တာနဲ့ကိုရတယ်အော်ကျက်တယ်ဆိုတာမရှိဘူးအိုတရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့အဖိုးတွေအဖွားတွေပါလိမ့်မည်အမေတွေအဖေတွေပါလိမ့်မည်ကိုသားသမီးမြည်တွေကိုပြောပြလိုက်စမ်းပါကိုအတွက်စာသင်တာတွေမကဘဲနဲ့နောင်မျိုးဆက်သစ်အတွက်နောင်လာနောက်သားတွေအတွက်ပြန်ပြီးသင်ပေးဖို့ဆိုတဲ့စိတ်ကလေးပြင်လိုက်ကြသမ်းပါအဲ့ဒါအသိပညာလို့ခေါ်တယ်ဟာငြိမ်းကုန်တယ်ဒီလူတွေကကိုဖို့တင်တာလားသူများဖို့တင်တာလားကိုဖို့လေအိုးသူတော်ကောင်းတို့ညံနဲ့စဉ်းစားလိုက်စမ်းမှာအသိပညာဆိုတာဘာလဲဒီစာပဲသင်ရတာကိုယ်စိတ်ကလေးဘာလုပ်လိုက်ရသည်ပြောင်းလိုက်ရတယ်
နောင်မျိုးဆက်ဒီအတွက်ကိုကသင်ပေးခြင်းလို့စာသင်ခဲ့ပါတယ်ဆိုတဲ့စိတ်ရှိတဲ့သူတွေကြတော့အဲ့ဒီအမေတွေအဖေတွေကြတော့သားသမီးကိုပြန်လမ်းပြနိုင်တယ်အဲ့ဒီအဖိုးအဖွားတွေကြတော့မြည်တွေမြစ်တွေကိုလမ်းပြနိုင်တယ်တဲ့ကိုယ့်အတွက်တောင်စိတ်မပါတပါသင်တဲ့သူတွေအတွက်ကြတော့ဟိကိုယ်တော်စာမေးပွဲမနှဲအောင်ကြိုးစားနေရတာတို့ဖြေခဲ့ရတဲ့စာမေးပွဲတွေများကြာမလားလို့တခါမှစိတ်မပူဘူးဟိအိုးသူတော်ကောင်းတို့အသိဉာဏ်ပညာဆိုတဲ့စွမ်းအားအရေးကြီးပါသည်အဲ့ဒီဉာဏ်ရှိတာနဲ့အမျှဉာဏ်ရှိတာနဲ့အမျှလုံနေတဲ့အလုတ်ကပိုတန်ဖိုးကြီးသွားပြီပြောနေတဲ့အပြောကပိုတန်ဖိုးကြီးသွားပြီတွေးကြံနေတဲ့စိတ်ကူးတွေကပိုတန်ဖိုးကြီးသွားပြီအသိဉာဏ်နဲ့လှုပ်လို့အသိဉာဏ်နဲ့ပြောလို့အသိဉာဏ်နဲ့စဉ်းစားလို့အဲ့ဒီအသိဉာဏ်သာမပါခဲ့ရင်လေဖြင်းပြီးတော့စိုးကကြောက်เสีย5မျိုးဘာဖြစ်နေရတော့တာကြောက်နေရတော့တာပဲတဲ့မကြောက်ချင်ပညာဗလစွမ်းရည်ရှိအောင်လုပ်တဲ့မကြောက်ချင်ပညာဗလစွမ်းရည်ရှိအောင်လုပ်ပါတဲ့နောက်တစ်ခုကြတော့ဝိရိယဗလံဝိရိယကြိုးစားတယ်ဆိုတာအလုတ်လုတ်ပြီးနေမအညမအလုတ်နေတာကိုသာအပေါ်ယံပြောသည်တကယ်ဝိရိယကိုပြောတဲ့အခါကျတော့ဝိရိယအစစ်အလုတ်လုတ်တာကမလုတ်တဲ့နာကိုမလုတ်တာလုတ်တဲ့နာကိုလုတ်တာတဲ့ဒါလေးတော့ပြောဦးမယ်ကွယ်မလုတ်တဲ့နာကိုမလုတ်တာလုတ်တဲ့နာကိုလုတ်တာဝိရိယဆိုတာကိုများသောအဖြစ်ကအလုတ်လုတ်တယ်လို့ပဲအဲ့လိုထင်နေတာမဟုတ်ဘူးဟေ့သမဗရံ၄ပါးဆိုရင်လည်းပဲမဖြစ်သေးတဲ့အကုသိုလ်တွေကိုမဖြစ်အောင်ဖြစ်ပြီးသားအကုသိုလ်တွေကိုပယ်ပြောင်းအောင်မဖြစ်သေးတဲ့ကုသိုလ်တွေကိုလည်းဖြစ်အောင်ဖြစ်ပြီးသားကုသိုလ်တွေကိုလည်းစားတဲ့တဘို့တိုးအောင်ကြိုးစားတဲ့ဝိရိယကိုအဲ့ဒါစွမ်းအားရှိတဲ့ဝိရိယလို့ခေါ်သည်အဲ့ဒီဝိရိယရှိရင်ပြင်းရိုးထုံးစံမရှိပါဘူးအဲ့ဒီဝိရိယမရှိတာနဲ့တပြိုင်နက်ပြင်းတာနဲ့တပြိုင်နက်တောက်လျှောက်ပါလာခဲ့ပြီးကြောက်เสีย5မျိုးကတန်းစီပြီးသွားသည်မပြင်းနဲ့အဲ့ဒါမှလူတွေအများထင်နေကြတာကအလုတ်လုတ်တယ်ဆိုတာဘယ်ဟာကိုခေါ်တာလဲလုတ်တဲ့နာကိုလုတ်ရတာမလုတ်တဲ့နာကိုမလုတ်ရတာလူတွေကအတစ်ဖြစ်ပြီးတော့လှုပ်ရှားနဲ့တွတ်လက်ရှိမှဝိရိယရှိတဲ့သူအလုတ်ရှိတဲ့လူတို့ခေါ်တာမဟုတ်ဘူးမလုတ်တဲ့ရင်ငြိမ်းကိုနေတာအဲ့ဒါဝိရိယမပြောတဲ့ရင်ငြိမ်းကိုနေတာအဲ့ဒါဝိရိယမစင်စားတဲ့လုံးဝကိုမစင်စားတာပါလေအဲ့ဒါဝိရိယအဲ့ဒီဝိရိယတွေရှိဖို့အရေးကြီးသည်အဲ့ဒီဝိရိယရှိဖို့အရေးကြီးသည်ဝိရိယနဲ့ကြိုးစားတော်မူလိုက်ကြစမ်းပါစောကကြောက်เสียဘက်ကိုပြန်စဉ်းစားပါကြောက်เสียဘက်ကိုပြန်စဉ်းစားပါဒီဘောဘဝဆိုတာကတယောက်နဲ့တယောက်မတူကြတော့ဘူးလေမတူကြဘူးတို့များကိုမပြင်းဘူးလို့လည်းမပြောလို့ပါဘူးမပြင်းဘူးလို့တော့ပြောလို့တယ်ဟိမပြင်းဘူးလို့တော့မပြောလို့ဘူးဘာဖြစ်လို့ကိုမပြင်းဘူးဆိုတော်တယ်လို့ကိုဖော်တယ်ဖြစ်မှာဆိုလို့မပြင်းဘူးလို့တော့ပြောချင်တယ်ဟိဒီလူတွေပြင်းဘူးလားကိုပြင်းလားမပြင်းလားကြည့်ကိုတော့ပြင်းနေမထင်ဘူးမို့လားမနဲ့ထားနေကြမဟုတ်တဲ့အချိန်အဲ့ရထားပြီးဆိုပါစို့မနဲ့ထားနေကြမဟုတ်တဲ့အချိန်အဲ့ရထားပြီးတယ်ဆိုပါစို့2 နာရီသွားเสียရှိပြီ3 နာရီသွားเสียရှိပြီအဲ့ဒါလိုမျိုးခါတိုင်းထားနေကြခါတိုင်းနိုးနေကြအချိန်မဟုတ်တဲ့ခါကြရင်ထားတော့မယ်ဆိုရင်နိုးဆက်လေးမသုံးလားနိုးဆက်ကကွက်တိလောက်ထားတာလား9 မိနစ်နောက်ကျထားတာလား9 မိနစ်စောထားတာလားနိုးဆက်သုံးဘူးတယ်မို့လားနိုးဆက်ကကလင်းလဲလောက်ရတယ်ရောချက်ချင်းပြတ်ဆိုထားလားဘာလို့တာဟမ်နိုးဆက်ကိုဘာလို့လိုက်တယ်ဟောကိုနိုးခိုင်းလာတာကိုပဲမဟုတ်ဘူးလားကိုကဘာလို့လိုက်တယ်အိုတရားနာပြိဿပေါင်းသူတော်ကောင်းတို့ဝရိယရှိလားမရှိဘူးလားကိုပြန်မေးတို့ကြွားပြောတယ်လို့မှတ်ရင်လည်းမှတ်လိုက်
သက်လုံးနှိုးဆက်မသုံးဘူးပါလေခဏညတရားနာတဲ့သူတွေနဲ့ငါဟောတဲ့တရားနဲ့မကိုက်ဘူးလားမသိဘူးဟမ်ဘုငိမ့်ကုန်ရလို့လေအခုတို့ဟောတဲ့ဖះဟောတဲ့တရားတွေကမမှန်ဘူးလားတို့ဟောတာတွေလည်းမမှန်ဘူးလားဘယ်မှန်လားဟောနဖူးတဲ့နဖူးတဲ့မှန်အုံနောက်ပွင့်သေးရောပေါ့အိုတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့ခဏိကစပြီးကျင့်လိုက်စမ်းမှကြောက်เสียငါးမျိုးမကြောက်ချင်တော့ဘူးဆိုရင်နှိုးဆက်မသုံးပါနဲ့နှိုးဆက်သုံးဘူးလားသုံးပြီးတော့သူနဲ့ပဲပြန်ရံဖြစ်တာမို့လားဘာလို့အစိုးရမြည်တာလဲမသိဘူးဘာလို့အစိုးရမြည်တာလဲမသိဘူးဆိုအတင်းပိတ်နေကြတာတို့များသစ္စာဆိုလို့ရသည်နှိုးဆက်တစ်ခါမှမသုံးဘူးတဲ့အိမ်လုံးမှာအဖေကိုလည်းနှိုးသည်ညီကိုမောင်နှမတွေအားလုံးကိုနှိုးသည်အမေပဲမနှိုးရတာတို့ကိုဘသူကမှလာနှိုးရတယ်မရှိဒါတို့မင်းကိုရေးအိမ်နေတဲ့နှိုးလိုက်ဆံလို့တစ်ခါမှအပြောမခံရဘူးအဖေအနှိုးလည်းမခံရဘူးအမေအနှိုးလည်းမခံရဘူးဟေးဝရိယဆိုတာဘာလဲအဲ့ဒါကိုယ်စိတ်ထဲကကိုယ်ဝရိယနဲ့ကိုယ်တတိနဲ့ကအမြဲတမ်းအလုံးလုံးနေရသည်မနေ့မိုးနေ့နိုးလိုက်တာနဲ့ဟေးအိယာထားဖို့အချိန်တန်ပြီဆိုထားလိုက်အိယာထားဖို့အချိန်မတန်သေးဘူးဆိုရင်တော့နိုးလိုက်တာနဲ့ဖျားစာလေးရွတ်လိုက်ဟေးတရားလေးနှလုံးသွင်းလိုက်ဟေးအဲ့ဒါဝရိယလို့ခေါ်တယ်ခက်တော့လဲခက်သားပဲကွယ်လူတွေဟောကြီးညိုစရာလဲကောင်းပါလေဟိုတန်းပြောလိုက်ပြီးတာပဲကြီးညိုတယ်ထက်ထစ်နေသေးတယ်ခုလိုအခါကြီးရဲ့ကြီးမှာကြိုက်တရားအားမထုတ်ဘူးလားအားထုတ်လားရိတ်သားတွေမှာလူတွေမရှိဘူးလားရှိလားတရားအားမထုတ်ကြဘူးလားအားလို့ထုတ်တာလားမအားလို့ထုတ်တာလားဟောအားလို့ထုတ်တာဟောသူတို့တရားအားထုတ်တာဘာလဲမအားပဲထုတ်တာလားအားလို့ထုတ်တာလားဟောသိသွားပြီတရားအားထုတ်တယ်ဆိုတာဘာလို့ခေါ်အာမကိုဟောအာမကိုထုတ်လို့ဒါပေမဲ့ဒီလူတွေမအားလို့မထုတ်ဘူးပေါ့ရိတ်တာမသွားကြဘူးပေါ့အိုးတရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့မိုးလင်းကနေမိုးချုပ်ကိုနိုးကြားနဲ့ကုသိုလ်ဖြစ်အောင်နေတာကိုဝရိယလို့ခေါ်သည်ကိုယ်စိတ်ထဲမှာရှိတဲ့တတိဝရိယစွမ်းအားနဲ့ဝရိယစွမ်းအားနဲ့အကုသိုလ်မဖြစ်အောင်နေတာကိုအဲ့ဒါတရားအထုတ်တယ်ခေါ်သည်ဒုလည်းပဲချီမျက်စိဂျွတ်တက်အောင်ထိထိုင်ငယ်ဘူးပါတယ်တရား6တန်းကျောင်းသားကလေးကဟေးတရားထိုင်ခဲ့ပါတယ်ချီမျက်စိတွေဂျွတ်တက်တယ်အခုတော့မထိုင်တော့လို့လားမသိဘူးဘာကြောမှမရှိတော့အဓိကကိုယ်စိတ်ထဲမှာဝရိယရှိပြီးတော့ဝရိယပေါ်ပြီးတော့အလုတ်လုပ်ဖို့အရေးကြီးသည်ဘယ်နှိုးဆက်မှမသုံးပါလေစောစောကပဲနိုင်ငံသားတပည့်တစ်ပါးစာပို့တယ်မေးခွန်းမေးခြင်းလို့တယ်မဖြေရလေးပါဘူးသူမေးခွန်းကလည်းတွေ့ကြည့်ပါဆရာတော်ဖျားတဲ့စာရိဖိုင်နဲ့ဆရာတော်အကြောင်းတရားလို့မေးခွန်းလေးနှစ်ခုပေါ်လာတော့တဲ့ဆရာတော်ကိုမေးခြင်းပါလေတဲ့ဘာလို့ရေးထားတော့ဆိုတော့သူစာနဲ့ဆရာတော်လူတွေတွေ့တိုင်းဘလောက်ကြာနာမည်မှတ်မိအောင်ဘလို့လောက်ထားတာတုံးလေကဲဟိုတနေ့ပဲသမီးစုမြတ်အိန္ဒြေတို့ဟိုနေ့ကလာကြတယ်လာပြီးတရားပွဲနေရလာကြည့်တာလေမနေ့ကတရားပွဲလာတော့လမ်းလျှောက်ရင်းနဲ့တွေ့တော့ဟဲ့စုမြတ်လို့ခေါ်လိုက်တာကိုသူ့အဖေကလေဟဲ့ဆရာတော်ကလေးနာမည်မှတ်မိတယ်ဩမနေ့ကပဲတွေ့ထားတယ်ခဏမှတ်မိတာဟိုများကိုင်းအိုသူတော်ကောင်းတို့ကိုယ်တန်တန်မှာဝရိယဆိုတာရှိရတယ်တတိဆိုတာရှိရတယ်တမာတိဆိုတာရှိရတယ်ပညာဆိုတာရှိရတယ်တရားတရားဆိုတာရှိရတယ်အဲ့ဒါတွေရှိမှအလုံးလုံးတယ်လို့ခေါ်သည်ဆုမြတ်ဒီလိုရွတ်နေရတာမဟုတ်ဘူးဟုတ်လားခဏလေတကောင်ရွှေဥတယ်ပါလာတယ်မြည်တကောင်တရားနာလာတာတဲ့ဘလောက်ထိကိုကပြင်းတယ်လဲမပြင်းဘူးလဲသူများမသိပေမဲ့ကိုယ့်ကိုမသိဘူးလဲသိလား
偏路的教啊他的教啊他的边路呢教啊他的教啊他的没教起没偏呢没边呢偏了把偏的嘞边了把偏的嘞大为啥啊那为啥啊那为啥个边没是给呢大为啥个边是啦没边呢路没偏呢路个边给人路比边给哪里标的边给哪里谁估的边呢偏呢路家伙把你路米多比边的个路米多比边路米多的路家伙教比耶教你啊的教比耶教你啊的别路个教啊么过别个教你啊啦别路个教啊么过么好的路米的教啊啦么好的标米的教啊啦么好的谁估米的教啊啦这个教啊啦个也是来到偏哪个教啊啦嘿偏哪个教啊啦တို့လေဒီရထဲတော့တို့ဘာပြောမလဲစကလုံးလန်းလာဆိုရင်တော့နောင်မျိုးဆက်တဲ့ပေါ့အာရပန်ရဟေးလူနာလေအောင်ပြောရင်တော့တို့မြည်တွေမြစ်တွေအတွက်ပဲစိတ်ရောက်နေတယ်ဟေးငါမြည်တွေကိုဘာပြောခဲ့ရမလဲငါမြစ်တွေကိုဘာပြောခဲ့ရမလဲဒီမြည်တွေမြစ်တွေကိုဘာပြောခဲ့ရမလဲအခုလူကြီးစရာတော်ကောင်းပြီတို့စာအုပ်တော်ရေးဖို့ဘာလုပ်နေတော့ဆိုဟိုထိုင်းတော့ကစာအုပ်လေးကဖြစ်ဖို့များသွားပြီအကုန်လုံး edit လုပ်ပြီးသွားပြီအဲ့ဒါကိုပဲအခုဘာပြောလဲဆိုကလေးတွေအတွက်ပုံပြင်ရေးနေတယ်ဟေးပုံပြင်ရေးပြီးတော့ကာတွန်းရေးမလို့ဟေးကလေးတွေကိုဆုံးမခြင်းနာစိုးစိုးကလူမျိုးနှိုးဆက်မသုံးရအောင်ဆိုတာမျိုးကိုပုံပြင်ရေးနေတာဟေးစောစောကလိုမျိုးပညာသင်ရင်ကိုယ့်အတွက်တည်းမကဘူးသူများတွေအတွက်ပါစိတ်မွေးပြီးသင်ရတယ်ဆိုတာမျိုးကလေးပုံပြင်ကာတွန်းရေးဖို့လုပ်နေတယ်ဟေ့ခဏမနဲ့တော့ကာတွန်းဘာရေးမယ်ဆိုပြီးစာတွေစီးနေပြီအိုတရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့ကြီးပွားတိုးတက်တယ်ဆိုတာလူကြီးတွေချမ်းသာယုံနဲ့ပြီးသလားလူကြီးတွေကြီးပွားယုံနဲ့ပြီးသလားကြီးပွားတိုးတက်အောင်မြင်တယ်ဆိုတာနောင်မျိုးဆက်တွေမိဘကသားသမီးကိုဟေးအဖိုးဘွားတွေကမြင့်မြစ်တွေကိုကြီးပွားတိုးတက်အောင်လုပ်ပေးနိုင်ခဲ့မှဟေးရှိကနေအဖိုးဘွားတွေကအဖေအမေတို့ကမပြင်းညပါနဲ့မဖြင်းညပါနဲ့အပြစ်ကင်းနေတော်မူကြပါအဲ့ဒါမှသားစဉ်မြေးဆက်ဘာလုပ်မယ်ကြီးပွားတိုးတက်မယ်ပညာဗလံပညာဆိုတဲ့စွမ်းအားရှိလိုက်စမ်းပါဝိရိယဗလံဝိရိယဆိုတဲ့စွမ်းအားရှိလိုက်စမ်းပါအနာဝိဇ္ဇဗလံအပြစ်ကင်းတယ်ဆိုတဲ့စွမ်းအားရှိလိုက်စမ်းမှာအပြစ်ကင်းတယ်ဆိုတာဘာလဲမလုံးတင်တာလုပ်ကိုမလုပ်ဘူးမပြောတင်တာပြောကိုမပြောဘူးဟေးမနေ့ကပဲငမိုးတို့ကြောလို့သားလိမ္မာတယ်ဆိုလို့ပြောလိုက်တယ်သားလိမ္မာခြင်းနီးရှိတယ်ကွာလို့ငမိုးပြောလိုက်ရမှာလားဒီဟုတ်လေငါပုံညလေအဲ့ဒါပြောရမယ်ဟေးရွှေရင်မှာနော်ငါအဖေရက်တောက်တယ်ငါမတောက်ဘူးလို့အဖေမကောင်းတာလောက်တာမျိုးသားမလောက်ဘူးဆိုရင်အဲ့ဒါသားလိမ္မာပြီလို့ဟုတ်လားအဲ့လိုပြောရမှာလားအဖေမကောင်းတာလောက်တာမျိုးသားမလောက်ဘူးဆိုရင်အဲ့သားလိမ္မာပြီလို့အမေမကောင်းတာသမီးမလောက်ဘူးဆိုရင်အဲ့ဒီသမီးဘာဖြစ်လဲလိမ္မာပြီလို့အဖိုးဖွားတွေတော်ပါကွာစကလုံးအကုန်ချုံလိုက်တော့မယ်လူကြီးတွေမကောင်းတာလဲလှုပ်တတ်သည်ကောင်းတာလဲလှုပ်တတ်သည်လူကြီးတွေမကောင်းတာလှုပ်တာမျိုးမလှုပ်ရင်လူငယ်တွေဘာဖြစ်လဲလိမ္မာပြီလူကြီးတွေကောင်းတာမျိုးလိုက်လှုပ်ရင်လဲလူငယ်တွေလိမ္မာပြီအေးငါအဲ့လိုခေါ်လိုက်မှလူကြီးတွေကပြောစရာစကားရသွားပြီတပည့်တို့ဆိုးနေတာဆိုးချင်လို့ဆိုးတာမဟုတ်ဘူးသားသမီးဟုတ်လားငမို့တပည့်တော်ဆိုးနေတာဒီဆိုးခြင်းလို့ဆိုးတာမဟုတ်ဘူးဘယ်သူလိမ္မာအောင်တော့ဟာပြီအဲ့လိုစင်ဒီပြောရင်တော့ငါခေါ်တဲ့တရားတော့လွဲပြီစာရေးတောက်ရေးဝိုးရေးနေရေးထိုင်ရေးကိုကြောက်နေရတာလေလွတ်အောင်လုပ်လိုက်စမ်းပါဘာနဲ့လှုပ်မှလဲမပြင်းမှနဲ့မပြင်းမှနဲ့ကြိုးစားလိုက်ကြစမ်းပါဘယ်လောက်ထိကြိုးစားမှလဲဘယ်လောက်ထိဝိရိယရှိရမှလဲနှိုးဆက်မတုံးမှနဲ့ခ
ကိုယ်စိတ်ထဲမှာဝရိယရှိတယ်ကိုယ်စိတ်ထဲမှာဇီဝနာကြီးရှိတယ်အဲ့ဒီကပဲနိုးပြီးကိုယ်အတွင်းတန်တန်ကကိုဆုံးမနေတာအဲ့ဒါကိုပါရမီလို့ခေါ်တယ်အဲ့ဒါကိုပါရမီလို့ခေါ်တယ်ဘယ်နဲ့ကပဲမို့ပြီးသွားတရားတစ်ပွဲသွားခေါ်ရတယ်ဟိုမှာလေပြိတ္တတွေရှိတာကိုဒါပေမဲ့တပည့်တွေနဲ့ညဆိုလွှဲထားလမ်းပေါ်ဒီမှာဥက္ကာကားမောင်းသွားရင်လည်းမေးတာပါရမီအကြောင်းပါရမီဆိုတာတခြားမထင်နဲ့ကိုယ်စိတ်တန်တန်ထဲမှာရှိသည်အဲ့ဒါဒီပညာပါရမီပဲအဲ့ဒါဒီဝရိယပါရမီပဲနိုးကြားနေလိုက်စမ်းမအဲ့ဒီဝရိယပါရမီပညာပါရမီရှိနေရင်အပြစ်ရှိတာလုံးပါဆိုတော့မလုံးတော့ဘူးဟေ့တိရွက်ကိုမီးရှို့လိုက်ရင်တိရွက်6ကိုမီးရှို့လိုက်ရင်မလောင်လားလောင်လားဝါကြောင့်ထုတ်ဒုတ်ချောင်းတွေကိုမီးပုံနဲ့မီးနဲ့တိုးလိုက်ရင်မလောင်လားလောင်လားကြက်တောင်မွေးငှက်တောင်မွေးလေးမီးနဲ့တိုးလိုက်ရင်မလောင်လားလောင်လားလောင်ပါလိမ့်မယ်နီးပြီးရှောက်ပြောနေတာတိရွက်ကမီးလောင်သည်ဝါကြောင့်ဒုတ်ချောင်းကမီးလောင်သည်ကြက်တောင်မွေးကမီးလောင်ရိုးထုံးစံလောင်လားမီးအပူနဲ့တွေ့ရင်သူကဘာဖြစ်သွားလားလေလိတ်ပြီးတွန့်သွားတာသူမီးလောင်မခံဘူးဒါကြောင့်မို့စာရဲပေထဲမှာဟေးသူတော်ကောင်းစိတ်သက်ရှိတဲ့သူများကြတော့အဲ့ဒီအကုသိုလ်လောက်ရမယ်ပြောရမယ်စိတ်ကူးရမယ်ဆိုရင်အဲ့ဒီသူတော်ကောင်းစိတ်သက်ပါရမီပါတဲ့သူကဘာဖြစ်သွားလဲသူစိတ်ကိုအလောင်းမခံဘူးပါလိတ်သွားတယ်အပူတော့ထိတယ်လေလိတ်သွားတယ်လေအိုတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့အနာဝဇ္ဇအပြစ်ကင်းအောင်နေလိုက်စမ်းမှာအပြစ်ရှိတဲ့အလုတ်အပြစ်ရှိတဲ့အပြော့အပြစ်ရှိတဲ့စိတ်အတွေးအကြံဆိုရင်ကိုယ်စိတ်ပါလေတွန့်လိန်ခွေခောက်သွားအောင်နေလိုက်စမ်းမှာလုံးဝစိတ်မပါဘူးလုံးဝအထိမခံဘူးဟေးအဲ့ဒါလိုမျိုးလေးနေစေခြင်းလို့ပြောပေးနေတာပညာဗလံရဲ့ဝရိယဗလံရဲ့အနာဝဇ္ဇဗလံရဲ့သင်္ဃဟဗလံရဲ့သင်္ဃဟဝတ္ထုလို့ခေါ်တာပေါ့လေဟောစီးပွားရှာလိုက်ကြတယ်စီးပွားရှာလိုက်ကြတယ်ညံကောင်းလို့ကိုဟေးမဖြင်းလို့ကိုကြီးပွားကြပြီတဲ့မဖြင်းလို့ကြီးပွားတယ်ဒါပေမဲ့ပြင်းနေပြန်တော့ထိုက်တဲ့လောက်မကြီးပွားပြန်ဘူးဖြင်းလဲမဖြင်းဘူးပြင်းလဲမပြင်းဘူးနေမှာညံမှာကြိုးစားလှုပ်တဲ့နာလှုပ်တယ်မလှုပ်တဲ့နာမလှုပ်ဘူးဆိုပြီးနေလာပြန်တော့ကြီးပွားပြန်သည်ဟောဒါပေမဲ့လို့အပြစ်ကင်းတာတစ်ချက်ဖောက်တာနဲ့စီးပွားပြက်သွားတဲ့သူတွေတပုံကြီးအပြစ်ရှိတာဖောက်လိုက်တာနဲ့စီးပွားပြက်သွားကြတဲ့သူတွေတပုံကြီးဖះရှိကိုရောမြတ်ကြီးကွယ်ဒီတုတ်တန်လေးဒီတုတ်တန်လေးစာရီပီတွေဖတ်ကြည့်လေဒီဖះရှိကိုရောမြတ်ကြီးကိုတအားကြည်ညိုလေးပဲလောကမှာလည်းဖြစ်နေကြတာဒီတိုင်းပဲညံကောင်းလို့စီးပွားဖြစ်တထေးဖြစ်တယ်ဟောပြင်းသွားတော့ပြက်ပြန်ရောညာလဲကောင်းတယ်ဟေ့ကျိုးလဲကျိုးစားတယ်တထေးဖြစ်တယ်နောက်ကြတော့ဗာဖြစ်ပြန်လဲမဟုတ်တာတစ်ချက်လှုပ်လိုက်တာနဲ့ပြက်ပြန်ရောစီးပွားပြက်ပြန်ရောဟောအခုမဟုတ်တာလဲမဟုတ်ဘူးမလုပ်ဘူးညာလဲကောင်းမှသည်ကျိုးလဲကျိုးစားပါသည်မကောင်းတဲ့အကျင့်ဇိုးတွေလဲမကျင့်ပါဘူးကြီးပွားနေပြီလို့ဆိုတော့လဲပဲကြီးပွားတဲ့လောက်မကြီးပွားဘူးဆိုတာဘာလို့နေတာလို့ဆိုသင်္ဃဟဝတ္ထုလိုနေတာတဲ့ချီးမြှောက်ဖို့လိုနေတာဘလို့ချီးမြှောက်ရမှာလဲချီးမြှောက်ရတာ၄မျိုးနံပါတ်1ပေးစမ်းပါတဲ့တထေးဖြစ်ရင်တပည့်ရှိတယ်ကွယ်ကုမ္ပဏီပိုင်ရှင်ဖြစ်ရင်ဝန်ထမ်းရှိတယ်ကွယ်လူကြီးဖြစ်ရင်လူငယ်ရှိတယ်ကွယ်ခေါင်းဆောင်ဖြစ်ရင်နောက်လိုက်ရှိတယ်ကွယ်တဲ့နောက်ကလူတွေကိုဒါနသင်္ဃဟဝတ္ထုပေးတော့အဖြစ်ဘာလို့ရမှာလဲချီးမြှောက်စမ်းမှာအဲ့ဒီပေးဖို့ကြတော့တွန့်တိုတဲ့အတွက်ကြောင့်တချို့ကုမ္ပဏီတွေပျက်စီးသွားတာတွေတပုံကြီးဟေ့အေးကိုယ့်ရဲ့လက်အောက်ငယ်သားမှာကိုမကြည့်ဘသူကြည့်မှာတော့လက်အောက်ငယ်သားကိုကြည့်တာကိုသင်္ဃဟဝတ္ထုလို့ခေါ်တယ်လက်အောက်ငယ်သားကိုကြည့်တာကိုသင်္ဃဟဝတ္ထုလို့ခေါ်တယ်လက်အောက်ငယ်သားလို့ပြောရင်တထေးနဲ့ဝန်ထမ်းတွေနဲ့ကုမ္ပဏီပိုင်ရှင်နဲ့ဝန်ထမ်းတွေနဲ့လူကြီးတွေနဲ့လူငယ်နဲ့ဆရာနဲ့တပည့်နဲ့မိဘနဲ့သားသမီးနဲ့အဲ့ဒါလို့ထိမြင်လိုက်တော့ဟေးလက်အောက်ငယ်သားတွေလက်အောက်ငယ်သားတွေကိုပေးကျွေးစောက်ရှောက်သောအဖြစ်ချီးမြှောက်လိုက်စမ်းပါ
အဲ့ဒါလို့မချီးမြှောက်လို့ပြည့်စည်ဆုံးယုတ်နေတဲ့သူတွေဘုံကြီးဒီလိုချီးမြှောက်ရုံနဲ့မကောင်းဘူးနောက်တစ်မျိုးပေယဝဇာနဲ့ချီးမြှောက်လိုက်စမ်းမပေးတယ်ပြင်းလည်းမပြင်းဘူးဖြင်းလည်းမဖြင်းဘူးမဟုတ်တာလည်းမလုပ်ဘူးစီးပွားဖြစ်တယ်ပေးလည်းပေးတယ်ဒါပေမဲ့လို့ပေယဝဇာစကားပြောတာပိတ်တလေးဘေးပြေဘာကြီးတော့ရွှေရင်မှာသူကတော့သူ့ကိုသူပိုင်နေဆိုပြီးအကွက်ကြငါဒီတခါတော့စော်ထဲလိုက်မယ်ဟေးဆိုပြောချလိုက်တာဟေးအပြောခံရတဲ့လူကလည်းအပြောမခံရတော့လဲပဲဘေးကကြားတဲ့သူတွေကလည်းပဲအဲ့ဒီစကားတခွန်းညောင်းမယ်ကိုကြီးပွားတိုးတက်အောင်မြင်တဲ့လောက်မအောင်မြင်တာစကားတခွန်းအရေးကြီးတာအန်စရာကောင်းနော်ဘုရားရှိခိုးတော်မြတ်ကြီးနော်စုံအောင်ခေါ်ထားတယ်နော်ငါကနေမှဘာလို့ဒီတရားရွေးမိတာလဲမသိဘူးနော်တို့ရွေးတာမဟုတ်ဘူးဘာတရားခေါ်မှန်းကိုမသိဘူးဟေးအဲ့ဒါကြီးညီတော်မောင်တို့ assistant အကူလုံးနေတဲ့ဒီဥအစိန်နာနဲ့လမ်းလျှောက်ရတယ်ဘာဟောမှမသိဘုန်းကြီးရဲ့ဗလာတုတ်တန်ဟောသမ်းမှာနဲ့ဘယ်တရတော့ကွာတို့ဗလာတုတ်တန်က9နေရာရှိတယ်လို့နောကနိဗ္ဗာန်ထေရဆိုအဲ့ဒါဆိုငါဟောဘူးတယ်လို့ဘယ်တော့မှဟောဘူးတော့ तू မမေးလို့ပေါ့လွန်ခဲ့တဲ့အနှစ်40ကျော်ကဟောဘူးတာအခုမှပြန်ဟောရတာဒီတရားကပါဇက်ကလေးကိုစောင့်ရှောက်စမ်းမှပါဇက်ချိုရင်ပွဲပြီးတယ်ဟုတ်လားဒါမဲ့ကိုကလည်းအဲ့လိုတခွန်းပြောလိုက်ရတာကိုကိုအရတာမရှိဘူးလားရှိလားစီးပွားပြတ်တယ်ကြောက်စရာတွေဖြစ်ကုန်နေစောစောကပြောခဲ့တဲ့ကြောက်စရာ5မျိုးကိုအခြေချဲ့မပြောသေးဘူးနော်ဒီ4မျိုးကိုပဲစွမ်းအား4မျိုးကိုပဲအဓိကပြောပေးနေတာပြင်းလည်းမပြင်းမှာဖြင်းလည်းမဖြင်းမှာမကောင်းတာလည်းမလုပ်ရှောင်ပါသည်ဟောစိတ်တိုင်းကြကြီးပွားချမ်းသာပဲလားလို့ဆိုတော့ကြည်ထောက်ပံ့မှုကနည်းနေသေးသည်ထောက်ပံ့မှုရှိပြန်တော့လည်းပဲပစ္စည်းထောက်ပံ့နေထမင်းတစ်လုံးပါတယ်သူတို့အောက်ပြည်အောက်ရွာမှာမပြောဘူးလားတို့အညာမှာတော့ပြောတယ်အမလီသူကြွေးတာများမစားကြမှာဘူးထမင်းတစ်လုံးအေးဒုတ်တစ်ချက်တည်းဟုတ်တယ်ကြွေးတော့ကြွေးပါသည်ပေးတော့ပေးပါသည်ဒုံနဲ့ရိုက်တာရဲ့ပါဇက်နဲ့ရိုက်တာရဲ့ဘယ်ဟာပူနာသည်ဟမ်ဘယ်ဟာပူနာလဲဟဲ့အရိုက်ခံရတဲ့သူကပါဇက်နဲ့အရိုက်ခံရမယ်အစားဘာနဲ့ပဲရိုက်ခံနေတာဒုံနဲ့ပဲရိုက်ခံနေတာတဲ့ရိုက်ခံရတဲ့သူကဟုတ်တယ်မဟုတ်လားရိုက်တဲ့သူကကြတော့ဒုံနဲ့ရိုက်မယ်အစားပါတယ်ငယ်လေးဟမ်အဲ့လိုပဲဒုံနဲ့ရိုက်မဲ့အစားသူကဗာလဲပါဇက်နဲ့ရိုက်တယ်ဆိုတာခံရတဲ့လူခက်တယ်အဲ့ဒါနဲ့တင်ကိုပြန်ကျေးဇူးပြုမဲ့ဟာတွေမပြုတော့ဘူးကိုပေါ်မေတ္တာထားမဲ့ဟာတွေရော့ကုန်ရောဘုန်းတော်ကြီးမြတ်စွာဘုရားအဲ့လောက်ထိဟောပါသည်အဲ့ဒါအတွက်ပဲကြောက်เสียတွေကိုကြောက်နေရသည်စားရတော့ရေဝူရင်းနေလေကြောက်နေရသည်လူကြားတဲ့မတိုးမှလည်းကြောက်နေရသည်ဂုံတရင်ပြက်မှလည်းကြောက်နေရသည်လူကြားမတိုးမှလည်းကြောက်နေရသည်ဘဝပြက်မှလည်းကြောက်နေရသည်နတ်လန်းပြန်မထူမှလည်းကြောက်နေရသည်တရားလို့ပြောရင်တော့နောင်ဘဝဒုက္ခတိရောက်မှလည်းကြောက်နေရတယ်တဲ့သူဂတိရောက်ဖို့ဆိုရင်ပညာလည်းရှိလိုက်စမ်းမှဝရိယလည်းရှိလိုက်စမ်းမှအပြစ်ကင်းအောင်လည်းနေလိုက်စမ်းမှချီးမြှောက်မှုအနေနဲ့လက်ကလည်းချီးမြှောက်ပါးစပ်ကလည်းချီးမြှောက်တဲ့ဒါနံပေယဝိဇ္ဇအထစရိယအကျိုးရှိအောင်လုပ်ပေးလိုက်စမ်းပါလူတယောက်ကိုအကျိုးရှိအောင်လုပ်ပေးသမှာတဲ့လူတယောက်ကိုအကျိုးရှိအောင်လုပ်ပေးသမှာအဲ့ဒါချီးမြှောက်တယ်လို့ခေါ်တာပဲဘယ်လောက်ထိလုပ်ပေးရမှာလဲလို့ဘုရားရှိခိုးတော်မြတ်ကြီးဖွင့်မိန့်တော်မူတယ်လဲဆိုရင်တစ်စိမ့်ချင်းပြောရင်သူ့ကိုတရက်စာပေးတာနဲ့တလားစာပေးမကောင်းဘူးလားသူ့ကိုတလားစာပေးတာထက်တစ်နှစ်စာပေးရင်မကောင်းဘူးလားသူ့ကိုအခုအရေးပြေလေသွားရုံနဲ့မကဘူးအခုအရေးရောနောင်အရေးရောပြေလေအောင်လုပ်ပေးရင်မကောင်းဘူးလားသူ့ကိုပစ္စည်းဝတ္ထုပေးရုံနဲ့မကဘူးအတက်ပညာတွေပါပေးမကောင်းဘူးလားသူ့ကိုပစ္စည်းဝတ္ထုအတက်ပညာတွေမကဘူးအသိပညာတွေပါပေးရင်
မကောင်းဘူးလားတဲ့ဒါကြောင့်မို့ပေးတဲ့နေရာမှာဘုန်းတော်ကြီးမြတ်စွာဘုရားကတပ္ပဒါနံဓမ္မဒါနံဇိနာတိအတိတရားပေးလိုက်စမ်းပါတရားပွဲကျင့်ပါတယ်ဆိုတာအဲ့ဒါပဲတရားလူတယ်ဆိုတာအဲ့ဒါပဲချီးမြှောက်တဲ့ထဲမှာဘယ်ဟာချီးမြှောက်တာအကောင်းဆုံးလဲဆိုရင်ဓမ္မဒါနနဲ့ချီးမြှောက်တာအကောင်းဆုံးအထစရိယာအကျိုးရှိအောင်လုပ်ပေးလိုက်စမ်းပါဘယ်လောက်ထိအကျိုးရှိအောင်လုပ်ပေးရမှလဲတရားတရားမရှိတဲ့သူကိုတရားရှိအောင်လုပ်ပေးလိုက်စမ်းပါအတ္တဒံတရားတရားမရှိတဲ့ပုဂ္ဂိုလ်ကိုတတ္တံတရားတရားရှိအောင်လုပ်ပေးလိုက်စမ်းပါဝရိယနေတဲ့သူကိုကုသတတဝရိယနဲ့ပြင်းနေတဲ့သူကိုဝရိယရံပတ္တမပြင်းအောင်ကြိုးစားအောင်ပြောပေးလိုက်စမ်းပါအဲ့ဒါလိုပဲဖြင်းဉာဏ်မရှိတဲ့သူကိုအတိဉာဏ်ရှိပြီးမဖြင်းတော့အောင်တော်အောင်ပြောပေးလိုက်စမ်းပါအဲ့ဒါမျိုးစောင့်ရှောက်တာကိုအထစရိယလို့ခေါ်သည်နောက်တမနတ္တစရိယတဲ့တန်းတူစိတ်မွေးလိုက်တန်းတူစိတ်မွေးလိုက်တန်းတူစိတ်မွေးတယ်ဆိုတာကနှစ်မျိုးရှိတဲ့ကွယ်အရှင်သခင်နဲ့ကျွန်းလို့ရှေးတုန်းကသုံးတာပေါ့လေအရှင်သခင်နဲ့ကျွန်းတနည်းပြောရင်လူကြီးနဲ့လူငယ်ကလူကြီးစိတ်မွေးရမှာလားလူကြီးကလူငယ်ကိုလိုပဲစိတ်မွေးပြရမှာလားလို့ဒါလေးကိုပြန်ချိန်ကြည့်လိုက်ကြီးကျယ်မြင့်မြတ်တဲ့သူတွေကနှိမ်ပါတဲ့သူတွေကိုကိုချင်းစာပေးတာခေါ်သည်ငါသာဆိုရင်ဟိုတနေ့ကပဲစိတ်แท้ကိုလေဘလို့မှမနေနိုင်ဘူးဒီအဆောက်အဦကတော့ကိုစီမံနေတဲ့အဆောက်အဦပဲပြောရမှာပေါ့လေဒီမှာအလုသမားတရားအများဆုံး300လောက်ထိဆင်းတယ်ဟိုတနေ့က100ကျော်နဲ့တူပါတယ်လာကြည့်တာလေနေ့လေပူလေလုံနေကြတာပဲစိတ်ထဲမှာဘလို့မှမခံနိုင်9 နာရီလောက်လာကြည့်တာကိုပူးလောင်နေပြီလေအဲ့ဒါနဲ့နေစွန်းစားတော့ကဗျာတန်းစောကိုဦးတန်းစောကိုအေးမုံလို့ဆောင်မှာပေးသားမကွာငါအလုသမားတွေကျွေးချင်လုံးလို့သူတို့မသိပါဘူးသူတို့ပြောမထားပါဘူးအဲ့ဒါမုံလို့ဆောင်မရရအောင်မှာပြီးကျွေးတာတောက်လိုက်ကြတာဟိကိုကမုံလို့ဆောင်တိုက်ခိုင်းတာပါရွှေရင်အေးပါတဲ့ဘာဖြစ်ပျော်လိုက်တာလေဘာဖြစ်သွားတာလေလို့မေးရင်တို့အင်ဂျင်နီယာဖြစ်ခဲ့တာပြောတာအင်ဂျင်နီယာမဖြစ်ခင်ကတည်းကလက်သမားလေးလုတ်ခဲ့ဘူးဒီပယံလေးလုတ်ခဲ့ဘူးဒီနေပူထဲမှာအလုတ်တွေလုတ်ခဲ့ဘူးတဲ့အတွက်ကြောင့်ဒီအချိန်မှများမုံလက်ဆောင်လေးတောက်လိုက်ရရင်ဘလို့ရတာရှိသွားမလဲအဲ့ဒါလေးစိတ်ထဲဖြစ်မိလို့ဟေးမဖြစ်အောင်ကို3 နာရီလောက်ဟေးတေချာစီမံပြီးကြွေးတယ်အိုတရားနာပရိသတ်အပေါင်းသူတော်အကောင်းတို့ကိုချင်းစာတရားလို့ခေါ်သည်ဘာလို့ခေါ်သည်ကိုချင်းစာတရားရှိတဲ့သူဟာနောက်ဆုံးကိုကုံပြောလိုက်မယ်ဘဝပြည့်စရာအကြောင်းမရှိဘူးကိုချင်းစာတရားရှိတဲ့သူဒီဒုက္ခတိရောက်မဲ့အကြောင်းမရှိဘူးတဲ့ကိုချင်းစာလိုက်စမ်းမှာအဲ့ဒီကြတော့ပြောရင်ပြောမှာတပည့်တော်တို့မှပယံမလုပ်ဘူးပဲတပည့်တော်တို့မှလက်သမားမလုပ်ဘူးပဲလို့အဲ့လိုမဟုတ်ဘူးကိုချင်းစာတမန်နတ္တကိုနဲ့တန်းတူစိတ်ထားတဲ့သူတွေထားကြည့်လိုက်စမ်းမှာစာထဲမှာဘယ်လောက်ထိဘုန်းတော်ကြီးမြတ်စွာဘုရားဟောတယ်လဲဆိုရင်သောတာပန်ပုဂ္ဂိုလ်တွေကအားလုံးကိုသောတာပန်ဖြစ်စေခြင်းဟာဟုတ်လားတက္ကရာကံပုဂ္ဂိုလ်တွေကအားလုံးကိုတက္ကရာကံစိတ်မျိုးမွေးစေခြင်းဟာအနာဂံပုဂ္ဂိုလ်တွေကအားလုံးကိုအနာဂံပုဂ္ဂိုလ်မျိုးစိတ်မွေးခြင်းဟာယဟန္တာပုဂ္ဂိုလ်တွေကအားလုံးကိုယဟန္တာပုဂ္ဂိုလ်မျိုးစိတ်မွေးစေခြင်းဟာအဲ့ဒါတမန်နတ္တာကိုနဲ့ဓာန်တူဖြစ်စေခြင်းဟာကိုကအေးစီစီချမ်းချမ်းသာနေရတဲ့အချိန်ကြံတဲ့သူတွေကိုလည်းရှားကြံပြီးချမ်းသာအောင်လုပ်ပေးရတယ်တဲ့အဲ့ဒါသင်္ဃဟဝတ္ထုပဲအဲ့ဒါတမန်နတ္တာပဲဒါမြင့်တရားတော်ကိုပြန်ချုံကြည့်လိုက်လို့ရှိရင်ကြောက်ချင်လို့ကိုကြောက်တာပါတဲ့ကြောက်အောင်ဘယ်သူလုပ်နေတာတော့ကိုပဲလုပ်တာကိုဖြင်းလို့ကိုကြောက်နေရတာကိုပြင်းလို့ကိုကြောက်နေရတာကိုအပြစ်ရှိလို့ကိုကြောက်နေရတာကိုမကူညီလို့ကိုကြောက်နေရတာတဲ့ဒီ4 မျိုးသာရှိစောစောကပြောတာကြောက်เสียမလိုဘူးတဲ့တို့မေတော်ကြီးကိုတို့အမေကိုပန်းသီးလေးတစ်တာစားကျင်တယ်လို့စားစမ်းဆိုတစ်ခါလေးပေးခဲ့ဘူးတာနေ့တိုင်းပန်းသီးစားနေရတယ်ဟေးဟုတ်လားစောစောကတို့ပြောတဲ့အတိုင်းနဲ့ပြောရင်ဟာတို့လည်းတနေ့ကိုလှုပ်စားလဲဘာမှမရှိဘဲနဲ့ပန်းသီးစားရတယ်ဆိုတာကိုလှုပ်စားမရှိပဲစားရတာလားရှိလို့စားရတာလား
မနေ့ကခေါ်ခဲ့တယ်လို့လူချင်းလို့လူတာပါဆိုတဲ့စိတ်စေတနာကကိုယ်လှုပ်စာပဲစိတ်စေတနာကောင်းကောင်းလေးနဲ့များလုံနေကြိုင်နေပြောနေကိုယ်လှုပ်စာရှိတယ်အဲ့ဒီစိတ်စေတနာကောင်းကောင်းလေးနဲ့လုံနေကြိုင်နေပြောနေနိုင်တာကိုကပညာစွမ်းအားရှိလို့မဖြင်းလို့ဝရိယစွမ်းအားရှိလို့မပြင်းလို့အနာဝိဇ္ဇစွမ်းအားရှိလို့အပြည့်ကင်းလို့သင်္ဃဟစွမ်းအားရှိလို့ကိုချင်းစာကူညီထောက်ပံ့လို့တဲ့အဲ့ဒီ၄မျိုးရှိရင်ကြောက်ချင်နိုင်အောင်ကြောက်လို့မရပါဘူးတဲ့လောကမှာကြောက်เสียရတယ်ရှိပါတယ်ပုထုဇဉ်တွေမှာကြောက်เสียရှိပါတယ်အဓိကဒီ၅မျိုးဘုန်းတော်ကြီးမြတ်စွာဘုရားဟောတော်မူခဲ့ပါတယ်အဲ့ဒါတွေကိုကြော်လွန်ပြီးတော့ကြောက်ချင်းတရားကင်းကျင်တယ်ဆိုရင်အား၄မျိုးရှိအောင်လုပ်ပါဒီအား၄မျိုးကပညာအားဝရိယအားအနာဝိဇ္ဇအားသင်္ဃဟအားလို့ပါဠိလိုဆိုပါတယ်မြန်မာလိုကတော့မပြင်းတဲ့အားမဖြင်းတဲ့အားမပြင်းတဲ့အားအပြည့်ကင်းတဲ့အားချီးမြှောက်တဲ့အားလို့ဒီ၄မျိုးပါအဲ့ဒီ၄မျိုးကိုစွမ်းနိုင်သမျှဒီ၄မျိုးလက်ကင်ထားကြင်ကြံကြိုးကုပ်အားထုတ်သဖြင့်အများကြောက်တာကိုမကြောက်တော့ဘူးတဲ့ဖျားရှင်မကြောက်တယ်လို့ပိစိကဗုဒ္ဓအရှင်မြတ်တွေမကြောက်တယ်လို့အနာဂတ်တွေမကြောက်တယ်လို့အာဇာနည်တွေမကြောက်တယ်လို့မိမိတို့တွေလည်းလောကမှာဖြတ်တန်းသွားတဲ့အခါမှာကြောက်စရာကိုမလိုတော့ဘူးတဲ့မကြောက်တယ်လို့မကြောက်တဲ့အပြည့်စာရေးတောက်ရေးလေကိုယ့်အတွက်ကြောက်စရာမလိုအောင်ပြည့်စုံလာတယ်ပြည့်စုံလာတယ်နာမည်ပြည့်လည်းမရှိတဲ့အတွက်ဗာလဲပြည့်စုံလာတယ်ကြောက်စရာမလိုတော့ဘူးလူတော်တဲ့လေတိုးတဲ့အတွက်လူရဝင်ဆက်တဲ့အတွက်ကြောက်စရာလည်းမလိုတော့ဘူးတဲ့ကိုယ်ဘဝပြည့်စည်ခြင်းမရှိတဲ့အတွက်လည်းကြောက်စရာမလိုတော့ဘူးတဲ့ကိုယ်ဘဝနလန်ထူထเสียဆိုတာမျိုးလည်းမလိုတော့ဘူးနောင်ဘဝဒုက္ခတိမရောက်ဖ ೇನೆ ဒုက္ခတိဘဝထိရောက်ပါလေတဲ့ဒါကြောင့်မို့ကြောက်ချင်လို့ကိုကြောက်တာပါကိုကင်းပြောက်အောင်စွမ်းအား၄မျိုးကျင့်ကြံကြိုးကုပ်အားထုတ်သဖြင့်ပြုသမျှကုသိုလ်ပြောသမျှကုသိုလ်စိတ်ကူးသမျှကုသိုလ်တွေဖြစ်ကုသိုလ်ကပေးတဲ့ကောင်းကျိုးချမ်းသာတွေစံစားခံစားပြီးတရားဓုတွေရအသိဉာဏ်တွေရမိမိအကျိုးအများအကျိုးတည်ဖို့ဘုရားမြတ်စွာသာသနာအကျိုးတည်ဖို့ပြီးတော့တိုင်းပြည်အတွက်အကျိုးတည်ဖို့ပြီးတော့အားလုံးနိဗ္ဗာန်စံဝင်နိုင်တဲ့သူတော်ကောင်းတွေဖြစ်ကြပါစေကုန်သတည်းကဲအလုံးမဲ့မိမိတို့ပြုထားတဲ့ကုသိုလ်တွေရေစက်တုံချအမြပေးဝေကြပါကုန်စို့မိအောင်ဖအောင်ဆရာသမားဟောဆွေအောင်မျိုးဟောနတ်မြတ်နတ်ကောင်းနတ်အပေါင်းအားလုံးတည်တည်ချာချာဖိတ်လုပ်ငန်းကိစ္စအဝါဝါကိုကုမ္ပဏီကိစ္စအဝါဝါကိုဝိုင်းဝန်းစောင့်ရှောက်ကြတဲ့သူတော်ကောင်းတွေတည်ချာအာယုံပြုဖိတ်ပြီးတော့ထပ်တူထပ်မြရစေလို့တဲ့စိတ်နဲ့ရေစက်တုံချအမြပေးဝေကြပါကုန်စို့အရှင်မြတ်ဖေဟာဖျားတပည့်တော်တို့သည်သာသနာတော်ကိုကြည်ညို၍၎င်းယရဏသုံးပါးကိုယုံကြည်၍၎င်းကံကံ၏အကျိုးကိုနားလည်၍၎င်းနိဗ္ဗာန်ကိုရည်မှန်း၍ယနေ့ယခုဓမ္မဒါနာတရားအလူအမတဒါနာအမြိုင်နိဗ္ဗာန်အလူတရားပွဲကိုပေးလူကြပါကုန်၏တရဏဂုံသီလတို့ကိုစောင့်တည်ပြီးလျင်ဖယားမိုးရှိသောတန်ဃာတော်အရှင်မြတ်ပေါင်းအားမွန်မြတ်လှစွာသောဆုံးခဲပွဲဘောဇင်ချိုချင်ရတာအဖျားပြားတို့ကိုယိုသေးစွာဆက်ကလူဒံပူဇော်ကြပါကုန်၏အပရိသတ်တို့အားကျွေးမွေးကြပါကုန်၏ဆွမ်းသင်္ကန်းကြောင်းစေပစ္စည်းလေးပြာနဝကမ္မဓမ္မပူဇာပူဇော်ကြပါကုန်၏ဝေယဝဆတို့ကို
လိုလေသေးမရှိအောင်ဆောင်ရွက်ကြပါကုန်၏အဆုံးအမတရားတော်မြတ်တို့ကိုယိုတေစွာနာကြားပြီးလျင်ကျင့်ကြံကြိုးကုန်အားထုတ်ကြပါကုန်၏အရှင်မြတ်ဖေယားဖျားတပည့်တော်တို့ပြုခဲ့ရသောကုသိုလ်ကောင်းမှုအစုအဖို့ဘာကကိုအသက်ထင်ရှားမထေရှားကုန်သောမိဘနှစ်ပါးဆရာသမားဆွေမျိုးမိတ်ဆွေပရိသတ်တို့အား၎င်းကိုယ်ဆောင်နာအိမ်ဆောင်နာကျောင်းဆောင်နာကံဆောင်နာစီရီတော်ဆောင်နာတက္ကသိုလ်ဆောင်နာဘရဝုံဆောင်နာလုပ်ငန်းဆောင်နာကုမ္ပဏီဆောင်နာရက်ကွယ်ဆောင်နာရွာဆောင်နာမြို့ဆောင်နာတောဆောင်နာတောင်ဆောင်နာဘုံမစိုးယုတ်ခစိုးအာကာဒစိုးတရားမင်းယမမင်းပြည့်ရှိမင်းနတ်မင်းကြီးလေးပါမိုးနတ်သားလေနတ်သားရေနတ်သားမြေနတ်သားအစာရှိသောနတ်မြတ်နတ်ကောင်းနတ်ပေါင်းတို့နှင့်မြင်အပ်မမြင်အပ်အာလုံးသောပရိသတ်တို့အားဝမ်းမြောက်ဝမ်းသာအမြဟူ၍ပေးဝေငှပါကုန်၏အမြဝေသောခဏ၌ဆိုအပ်ခဲ့ပြီးသောပရိသတ်တို့သည်ဝမ်းမြောက်ဝမ်းသာသာဓုသာဓုသာဓုဟူ၍ခေါ်ဆိုနိုင်ပြီးလျင်ထတ်တူထမြအကျိုးရပြီးလျင်ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာဝမ်းသာကြသည်ဖြစ်ကြပါစေကုန်သောအာလုံးကြာကြာသမျှအမြယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုအာလုံးကြာကြာသမျှအမြယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုအာလုံးကြာကြာသမျှအမြယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုကဲအားလုံးကိုကြမ်းမှာစိတ်ချမ်းသာလူအဆန္ဒတွေပြည့်ကြပါစေေယဟင်နာမိသားစုဓမ္မဒါနကုသိုလ်အလှမြန်မာနှစ်သက်ကိုထူတရားဝဲဓမ္မသဘင်ခန္ဓာကိုဗုဒ္ဓသာသနာစိယံတိထုသုံးညင်ရုပ်စုစုတောင်းရဲ့အခမ်းအနားကိုပြီးမြောက်ပေးပါရန်ယိုသည်လေးသောကပန်ကြလျှောက်ထားအပ်ပါသည်ဗျာဗုဒ္ဓသာသနာစိရံဒိဋ္ဌတုဗုဒ္ဓသာသနာစိရံဒိဋ္ဌတုဗုဒ္ဓသာသနာစိရံဒိဋ္ဌတုသာဓုသာဓုသာဓု